durable ဖြစ်ပြီးတော့နေ့စဉ်သုံးအတွက်အိတ်လေးတစ်လုံးရှာနေတယ်ဆိုရင်ဒီ Uniqlo drawstring shoulder bag လေးကအဆင်ပြေနေချိန်မှာပါရှင်ကျိုးလေးကိုလည်းကိုလို adjust လုပ်လို့ရပြီးတော့ drawstring closure လေးကလည်း trendy look လေးရနေချိန်မှာပါရှင်အေးရဲ့အသားလေးကလည်းအပြော့သားလေးဖြစ်ပြီးတော့ပစ္စည်းလေးတွေကကိုထိတ်ရင်ထိတတ်တယ်လို့အများကြီးဆက်နိုင်ပါတယ်ရှင်အထဲမှာလည်း zip လေးနဲ့အကန့်အသေးလေးပါပြီးတော့ကိုတိချာသိမ်းချင်တဲ့ပစ္စည်းလေးတွေဆိုရင်အဲ့အကန့်လေးမှာထည့်လို့ရပါတယ်ရှင်နေ့စဉ်လွယ်လို့ရပြီးတော့ပေါ့ပနဲ့ personal item လေးတွေဖြစ်တဲ့ phone ပတ်စံအိတ်တော့လေးတွေနဲ့ makeup lipstick လေးတွေနဲ့တခြား small personal item လေးတွေကိုလည်းထည့်လို့ရပါတယ်ရှင် cross body ပဲလွယ် shoulder carry လေးဖြစ်ပဲလွယ် adjustable strap လေးကကို comfortable ဖြစ်တယ်လို့အရှိလေးကိုညှိလို့ရမှာဖြစ်ပါတယ်ရှင်။ရောင်လေးကတော့အသားရောင်လေးနဲ့ချက်သွေးရောင်လေးဆိုပြီးတော့နှမျိုးရပါမယ်ရှင်။ဘယ် outfit လေးနဲ့မဆိုလဲလိုက်ဖက်နေစီမှာပါရှင်။ comfortable လေးလည်းဖြစ်ပြီးတော့နေ့စဉ်သုံးအတွက် durable ဖြစ်တဲ့အိတ်လေးတစ်လုံးဆိုရင်ဒါလေးက perfect choice ဖြစ်မှာပါရှင်။ stylish လည်းဖြစ်ပြီး practical and effortless everyday bag လေးရှာနေတယ်ဆိုရင်ဒီအိတ်ကလေးကcomfortable and lightweight လေးဖြစ်တဲ့အတွက်ပေါ့ပကဖေးသွားရင်ပဲဖြစ်ဖြစ် traveling လုပ်တဲ့ချိန်မှာပဲသုံးဒါမှမဟုတ်ပေါ့တကယ်ချင်းနေနဲ့တွေ့ဖို့သွားတဲ့ချိန်မှာပဲသုံးလမ်းလျှောက်တဲ့ချိန်မှာပဲသုံးပေါ့ပါပြီးတော့အဆင်ပြေနေချိန်မှာပါရှင်